ကျမတို့အတန်းတွေကိုကြောင်းပြောင်းချင်းရောက်လာတဲ့ကျောင်းသားတက်လေးကိုမင်းချင်းပဲကျမလုံးဝရင်ခုန်သွားခဲ့ရပါတယ်။ပိုပြီးဝမ်းသာစရာကောင်းတာကတော့သူကကျမရဲ့ဘေးချင်းကတ်ခုန်ပေါ်ဖြစ်လာခဲ့တာပါပဲ။သူကကျမကိုနွေးနွေးထွေးထွေးပြန်လဲနှုတ်ဆက်တာကိုမြင်တော့ဘေးနာကအတန်းပေါ်တွေကိုချစ်ချင်းပဲကြွားလိုက်မိပါသေးတယ်။ပြီးကကျမရဲ့ဖတ်စာအောက်ကိုထုတ်ပြီးသူနဲ့အတူတူမျှဖတ်ဖို့ကမ်းလှမ်းခဲ့တာပေါ့။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပင်သူ့အိတ်ထဲကနေတန်ကြောင်းတစ်ချောင်းပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒါကအားလုံးရဲ့အာယုံဆိုင်မှုကိုချစ်ချင်းဆွဲဆောင်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲသူဟာလွယ်လွယ်နဲ့သွားရှုပ်လို့ရတဲ့လူစားမျိုးမဟုတ်ဘူးဆိုတာကျမသဘောပေါက်သွားခဲ့ပါတယ်။အတန်းဆင်းပြီးတော့နောက်မှာတော့ကျမနဲ့တငယ်ချင်းတွေစုပြီးသူ့ကိုခိုးကြည့်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအတန်းပေါ်တယောက်ကသူဟာတခွဲကန်းပေါက်ခွဲမှုအခက်တာဝန်ရှိတဲ့သူဖြစ်ကြောင်းဖွင့်ဟပြောပြလာပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါကျမတကယ်ကိုဒေါသထွက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့ကကျမတခုတယောက်ကိုလိုက်ဖမ်းနေတုန်းဖြစ်ပွားခဲ့တဲ့ပေါက်ခွဲမှုကြောင့်ကျမရဲ့ခြေထောင်တရားရသွားခဲ့လို့ပါပဲ။အခြားចောင်းသားတွေလည်းဒီဆက်ဆက်မှုကိုရိပ်မိသွားကြပါတယ်။ကျမဒေါသတကြီးနဲ့သူ့စီလျှောက်သွားပြီးသူ့ရဲ့အင်ဂျီကိုကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပါတယ်။သူဇဝေဇဝါထိနေတဲ့အကြီးအောက်မှာတင်ကျမသူ့ကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းပြီးထပ်သွားလိုက်ပါတယ်။သူဒေါသထွက်လာလိမ့်မယ်လို့ထင်နေတဲ့အချိန်မှာပဲသူကရုတ်တရက်အနားကိုပြေးလာပြီးကျမကိုသူ့ကြောပေါ်ပို့ချလိုက်ပါတော့တယ်။သူကတောင်းပန်တဲ့အနေနဲ့လောလောဆယ်မှာကျမရဲ့ခြေထောင်တွေအဖြစ်သူဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။ကျမဘာပြန်လို့ရမှန်းတော့မသိခင်မှာပဲသူကကျမကိုဆေးဖေးကန်းနဲ့အထီချီသွားခဲ့ပါပြီ။ဆရာဝန်မကကျမရဲ့ပါတီတွေကိုလဲပေးနေတော့မှကျမကတော့ကြောက်လို့အဆက်မပြတ်အော်ဟစ်နေမိပါတယ်။ဒါကိုမြင်တော့သူကဘာမှမဆိုင်မတွေ့ပဲသူ့ရဲ့လက်မောင်းကိုထိုးပေးလာပါတယ်။ကျမလည်းဘာမှမတွေးနေတော့ပဲသူ့လက်မောင်းကိုခါရပါရကွက်ချလိုက်တာပေါ့။ကုသမှုခံယူပြီးတဲ့နောက်မှာတော့လောလောဆယ်အားကစားနေမလို့ကိုဆရာဝန်မကပြောပါတယ်။ဒါပေမဲ့ကျမမှာအပြေးပြန်တွေရင်းပြိုင်ဖို့ရှိနေသေးတာပါ။အဲ့ဒါကိုကြားလိုက်ရတဲ့အခါကျမစိတ်ပြက်လက်ပြက်နဲ့ပဲထွက်လာခဲ့ရပါတယ်။သူ့ကိုလက်စားချိဖို့တဲ့ကျမကသူ့နာမည်နဲ့သူ့လက်ပြိုင်ဘတ်တနက်စီကိုစင်ခေါ်စာတစ်စောင်ကိုတမင်တက်တက်ပို့လိုက်ပါတယ်။မျောလင့်ထားတဲ့အတိုင်းနဲ့သူဟာတိမကြခင်မှာပဲအတန်းထဲကနေထွက်သွားခဲ့ပါတယ်။သူထွက်သွားတာကိုကြည့်ပြီးကျမကိုတကယ်ကိုဂျင်းနဲ့ပြီးဖိနေခဲ့တာပေါ့။ဒါပေမဲ့တိမကြခင်မှာပဲလူတစ်ယောက်ရောက်လာပြီးသူဆေးရုံတင်လိုက်ရပြီလို့လာပြောပါတယ်။အဲ့ဒီအချိန်မှာပဲတခုမားယွင်းသွားပြီဆိုတာကျမသဘောပေါက်သွားခဲ့ပြီးဆေးရုံကိုချက်ချင်းပြေးသွားကြခဲ့ပါတယ်။ကျမအရန်ကြောက်လန့်နေပြီးမငိုပဲမနေနိုင်ဖြစ်နေတဲ့အချိန်ရုတ်တရက်သူကကျမရဲ့နောက်ကနေပေါ်လာပါတယ်။ကြည့်ရတော့သူကလက်မောင်းပဲဒဏ်ရာရသွားခဲ့တာပါ။ကျမလည်းငိုယိုရင်သူ့ကိုထက်ခါတလဲလဲတောင်းပန်နေမိပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ကျမဘလောက်ထောင်မားသွားခဲ့လဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ကျမရှိမှရှိတဲ့လိပ်စာအတိုင်းသူ့အိမ်စီကိုချက်ချင်းသွားခဲ့ပါတယ်။သူ့ကိုမြင်ချင်းပဲသူ့လက်ထဲကိုမုံတွေအများကြီးထိုးထည့်ပေးလိုက်ပြီးစိတ်ရမ်းမှန်နဲ့တောင်းပန်လိုက်ပါတယ်။ဒီထိဆက်ကတော့ကျမတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုအောင်မြင်စွာပြောင်းလဲပေးခဲ့ပြီးအရင်ကထပ်ပုံမှုနီးစပ်သွားစေခဲ့တာပါတော့လေ။